ဒီလိုမျိုးစားကောင်းတောက်ကောင်းတွေနဲ့ထိတ်ဖို့နေရာကောင်းလေးတနေရာကိုခေါ်ထားပေးပါမယ်ခင်ဗျာကာလမော်နေပြီဆိုတော့စားဖို့တော့ကျွန်တော်တချီဆဲပါအခုကျွန်တော်တို့သွားစားမယ့်ဆိုင်လေးကတော့ညောင်တုံးမှာရှိတဲ့ထေချိုကာလီပီဆိုင်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုရင်ကျွန်တော်တို့မင်းနိုင်ရိုးတွေကိုလုံးဝကိုစကြိုက်စားလို့ရမယ်နေရာလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဆိုင်မှာဆိုရင်လုံးဝကိုဝန်ဆောင်မှုတွေကပြေပေါ့နော်ဝန်ထမ်းတွေကလည်းလုံးဝကိုစားပေးတဲ့နေရာမှာအရင်ကိုကောင်းပါတယ်ခင်ဗျဒီစပို့ဆောင်လေးကတော့ဒီဆိုင်ရဲ့လုံးဝကို main point ပါပဲဒီလိုတပ်ပုံရိုက်လို့ရမယ်နေရာလေးမျိုးတွေကိုလည်းဆိုင်တွင်းထဲမှာဖန်တီးပေးထားပါတယ်ခင်ဗျဟုတ်အများကြီးပဲထားကြပါအောင်ခင်ဗျခုကျွန်တော်တို့မှလိုက်တဲ့ဆက်လေးဆိုရင်ဒါက2သိန်းနဲ့1000ကျော်တော့ရှိရခင်ဗျကင်းတဲ့ခါဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကင်ချမ်းလို့ပဲねဝန်ထမ်းတွေကပြီးတဲ့အထိကင်ပေးပါတယ်ခင်ဗျနောက်ဆုံးနေနဲ့နိုင်ရိုးတွေကျန်ပါမယ်နိုင်ရိုးကနောက်ဆုံးလို့ပြပါဦးမှာကျန်ပါတယ်ဒီတစ်ခေါက်စားရတဲ့ဆိုင်တွေကတော့လုံးဝအတန်ခင်ဗျနှစ်ယောက်တည်းသွားတာကိုလုံးဝစားလို့မနိုင်ဘူးပေါ့နော်အများကြီးဖြစ်တဲ့အတွက်အနည်းဆုံး3-4ယောက်လောက်သွားရင်တော့မှဒီမီနူးကလုံးဝကိုလောက်မယ်လို့ထင်ပါတယ်ခင်ဗျကျွန်တော်တို့တော့လုံးဝမနေစားပြီးတော့ပြန်လာပြန်စားလို့လေပြီးပြီဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ။မြောင်လုံးကိုရောက်ခဲ့မယ်ဆိုရင်လည်းဒီဆိုင်လေးကိုတစ်ခါတော့တွားကြည့်ဖို့ recommend ပေးပါတယ်။အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ခင်ဗျ။အားလုံးပဲ bye bye ပါ